လောသကတိတ်တာမထေရရဲ့အကြောင်းလောသကတိတ်တာမထေရကြီးယဟန်ဖြစ်တယ်ယဟန္တာကြီးလည်းဖြစ်တယ်ဒါပေမဲ့ဆုံးခံစားလို့သူ့မှာဝါအောင်ဖုံးပေးရတယ်ဆိုတာမရှိဘူးအာသရိတဒါနလို့ခေါ်လဲတမျိုးလုံးကိုဘယ်သူနဲ့မှတူလို့မရအောင်လှူတဲ့ကောသလဘီရင်ကြီးရဲ့အလှူတော်ပဲသူ့မှာမသေးုံတော့ပဲစားခွင့်ရတယ်ကံနေပြောတာနောက်ဆုံးပြိဋိဘံဆံမဲ့နေ့ရောက်တော့မှရှင်သာရိပုတ္တရာကြီးကသူ့လက်နဲ့ပြိဋိသူကိုယ်တိုင်ဆုံးခံပြီးသူ့လက်နဲ့တပိတ်ကိုကင်ပြီးတော့ကျွေးမှသာရှင်လောသကတိတ်တာမထေသူမြတ်ဟာအဲ့ဒီတနက်ကလေးပဲဘဝတစ်ခုလုံးမှာဝါအောင်စားခွင့်ရသွားတယ်အဲ့ဒါစားပြီးတော့ပြိဋိဘံဆံဝင်ချုပ်ငိမ့်ရွှေဇတ်တော်သိမ်းသွားတာပေါ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတန်ခါတော်ရှင်သူမြတ်တွေကလောသကတိတ်တာမထေဟာယဟန္တာကြီးဖြစ်ပါလေကနဲ့လက်လာပါရှားတာဘာကြောင့်များလဲယဟန္တာကြီးဖြစ်ပါလေကနဲ့ဘုံကံနေပါတာဘလို့အကြောင်းအရာကြောင့်များပါလေလို့ဒီလိုစကားတွေဖြစ်တဲ့အခါမြတ်စွာဘုရားလျှောက်တော့ဘုရားကအဲ့ဒီမှာပြောပြတာခြေသားတို့တဲ့လောသကတိတ်တာဟာဘဝတစ်ခုပါကတ္တဗမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့လက်ထက်တော်ကဘဝတစ်ခုမှာယဟန်တပါးသူဖြစ်ခဲ့ဘူးတဲ့တထေးတယောက်ဆောက်တဲ့ကျောင်းမှာသူနေပြီးတော့မှတရားအလုပ်အားထုတ်တယ်တနည်းအားဖြင့်ပြောရင်တော့သီလစင်စင်ကြဲကြဲနဲ့အနှစ်2000နေခဲ့ဘူးတဲ့သီလစင်ကြဲတဲ့အဲ့ဒီယဟန်တော်ရဲ့ကျောင်းကိုတရက်တော့ဘာဖြစ်လို့မေးသူ့ကျောင်းတကာကခေါ်လာလို့အာဂန္တုယဟန်တပါးရောက်လာဆုံးခံချိန်မှာကျောင်းမြို့ထဲရောက်တယ်မြို့ထဲမှာသူ့ဆုံးတကာကဆုံးကတ်လိုက်မယ်ပေါ့ကျောင်းတကာကဆုံးကတ်မယ်ဟာတညအိတ်ဖို့ခက်ခဲရှိတဲ့ကသူစောက်ထားတဲ့ကျောင်းကိုဒီဘုန်းကြီးလေးခေါ်လာခဲ့ကျောင်းမှာသတင်းသုံးနေတယ်ညနေဆောင်တော့တခါကျောင်းတကာပြန်ရောက်လာတယ်ဖြော်ရည်တွေကတ်တယ်စရုမလူတွေကတ်တယ်စီမီလေးတွေထွန်းပေးတယ်အိယာလေးတွေပြင်ပေးတယ်အဲ့ဒီမထေထံကတရားတွေနာတယ်အာဂန္တုမထေထံကတရားနာအဲ့လိုတရားနာတော့အဲ့ဒီကျောင်းမှာကျောင်းထိုင်တဲ့မထေလောသကတိတ်တာအလောင်းကဒီမထေသာဒီကျောင်းပျော်သွားရဲ့ငါကျောင်းတကာကဒီမထေသာဒီကျောင်းကိုပင့်ထားလိုက်ရဲ့ငါဘဝဒုက္ခရောက်တော့မယ်လို့ဒီလိုတွေးတာကိုပိုင်တဲ့ကျောင်းကိုသူများနဲ့မဆက်ဆက်စေခြင်းဘူးမစ္စရိယလို့ခေါ်တယ်။ဘာမစ္စရိယလဲလို့မေးရင်အာဝါသမစ္စရိယအာဝါသမစ္စရိယကျောင်းတကာကအဲ့ဒီအာဂန္တုယဟန်ထံကတရားနာပြီးတော့ပြန်တော့ရှင်ဘုရားရောတပည့်တော်ကျောင်းနိုင်ဆရာတော်ရောမနဲ့ပြန်တပည့်တော်အိမ်အာုံဆုံးဖုံးပေးကြွားတော်မူပါဘုရားဒီလိုပင်တယ်မနဲ့အာယုံချင်းလင်းတဲ့ခါကျပြိတဲ့ခေါင်းလောင်းထိုးတယ်တဲ့ခေါင်းလောင်းထိုးတဲ့အတန်နဲ့မထိုးဘဲနဲ့ပြိတဲ့လက်သေးလေးနဲ့ပဲချစ်တယ်တဲ့နောက်တကတကားပေါက်ကိုသွားပြီးတော့လက်နဲ့တောက်မခောက်ဖဲနဲ့ဘာလို့တော့မေးလိုက်တော့ပြိဿကြီးလက်သေးလေးနဲ့ပဲတကားပေါက်ကိုချစ်ပြန်နေဒီလိုကျင့်သုံးတာအိမ်ကြွသွားလိုက်တယ်တပါးတယ်ဟာရှင်ဗျာအာဂန္တုမထေမပါဘူးလားအေးတကားကြီးရဲ့ဘုံကြီးအိတ်လိုက်တာကျုပ်ခေါင်းလောင်းလဲထိုးတယ်တကားလဲခောက်တယ်သူမထဘူးပြိဿကြီးကိုဘာနဲ့ထိုးတယ်ဘာနဲ့ခောက်တယ် तू မလျှောက်ဘူးနော်ခေါင်းလုံးထိုးတယ်မမှန်ဘူးလားမေးတော့မှန်ပါတယ် तू ပြောတာမှန်တယ်ဒါပေမဲ့အပြည့်အဝမှန်သလားမေးတော့ဘာနဲ့ထိုးသလဲမေးတဲ့ဟာမျိုးကြတော့ तू အဲ့ဒါသူ့ဘက်ကတကွက်တော့ तू ခြံသွားတယ်တကားကိုခောက်တယ်တဲ့ तू မထဘူးတော်တော်အိတ်တာပဲဘာနဲ့ခောက်တယ်ဆိုတာကြပြည့် तू အားနေချက် तू ဖော်မပြဘူးစဉ်းစားစရာလေးတွေပြောတာပြိတဲ့လူဘဝမှာဖြစ်တတ်တာလေးတွေအဲ့ဒီမှာကျောင်းတကာကြီးကဖြစ်တွေးတယ်ဩရှင်ဘုရားရဲ့မနေ့ကခီးပင်မှန်းလို့ကျိန်းတာထင်ပါတယ်အဲ့ကြောင့်ရှင်ဘုရားပြန်ကြွရင်တပည့်တော်ဒီဟာလေးတွေထည့်ပေးဦးမယ်ဆိုတော့မုံမြက်နဲ့အဲ့ဒီမှာကတ်တဲ့ဆွန်းတွေကိုခြိုင်းနဲ့ထည့်ပြီးတော့အာဂန္တုမထေတွေလှူလိုက်တယ်ကျောင်းနယ်ဆရာတော်ကအဲ့ဒါကြီးဆွဲပြီးတော့ပြန်လာတယ်စဉ်းစားတယ်လမ်းမှာဒီလောက်မုံမြတ်တဲ့စွမ်းရင်းတွေကိုပေးလိုက်ရင်ကျွေးလိုက်ရင်ဒ
ဒီကိုတော့ဒီเจ้าကနေလေပင်ဆွဲထုတ်တော့เจ้าကထွက်မယ်မထင်တော့ဘူးဒါတွေကျွေးလို့ပေးလို့ငါเจ้าကနေသူထွက်မှာမဟုတ်တော့ဘူးလို့ဒီလိုတွေးတယ်အဲ့ဒါနဲ့ဘာလို့တော့မေးလိုက်တော့ဒါတွေဘလို့ပြည့်ရမလဲသူစားရအောင်ကလည်းအင်္ဂါစားခဲ့ပြီသူမစားနိုင်တော့ဘူးရေတဲ့လွတ်ပြစ်မယ်ဆိုရင်လည်းပဲထောပတ်တွေစီတွေရေပေါ်စီတက်ပြီလူတွေသိမှကြောက်တယ်မြေကြီးပေါ်ပြင်လိုက်ရင်လည်းပဲမြေကြီးတော်မှာကြီးတွေငှက်တွေလာစားတာလူတွေသိသွားရင်သူ့ရဲ့အပြစ်ပေါ်မှာသူကြောက်တယ်အဲ့ဒါနဲ့ပြိတ္တမီးလောင်ထားတဲ့မီးလောင်ပြင်ကျဲရောက်ပြီးအဲ့ထဲမှာသွန်ပြီးတော့မီးလောင်ထားတဲ့ပြားတွေမီးလောင်ထားတဲ့မီးသွေးတွေနဲ့ဖုံးပြီးတော့မှသူ့ကြောင်းကိုပြန်တယ်တညာလုံးရောအာဂန္တုမထေကသူစွန်းစားသွားနေတဲ့အချိန်ရောကြောင်းလေးထဲမှာဇာနာဒုက္ခဖလဒုက္ခဇံချမ်းသာဖို့ချမ်းသာဒီချမ်းသာလေးနဲ့သူ့ဘာသူတရားနဲ့သူနေတယ်ပေါ့သူပြန်လာတဲ့အချိန်လေးရောက်ကြရောအာဂန္တုမထေကပြိသိကောင်းကင်ခီးနဲ့ဇံရင်စီးပြီးတော့တခြားနေရာသူကြွသွားတယ်မှားပြီဆိုတော့သူသိပြီးတော့မှအော်ငါဆွန်လေးတနတ်စာလေးနဲ့မလုတ်တဲ့နာလုံမိလေခြင်းအာဂန္တုဘုတ်ကိုငါမကြေပြွန်လေခြင်းပြုတင်ပြုတတ်တဲ့အလုပ်ကိုမပြုမိလိုက်လေခြင်းမပြုတဲ့နာတွေပြုမိလေခြင်းပေါ့ဒီလိုတွေးပြီးတော့ပူဆွေးနေရတယ်ပို့ဆိုတာကသူเจ้าကပြန်ကြွသွားတဲ့အာဂန္တုမထေကယဟန္တာမထေကြီးမှသိလိုက်ရလေသူပူကားလေဒီလိုဖြစ်သွားပြီအဲ့ဒီအပူကပြိတဲ့ဒီဘဝတည်းမဟုတ်ဘူးတဲ့နောင်ဘဝထီအောင်ပူတာသိပြီးသူငရဲရောက်တယ်လူဘဝတည်းငရဲပိုးပူပြီးပေါ့ငရဲကလွတ်လာပြန်တော့ပြိတဲ့ဘလူးဖြစ်တယ်ဘလူးဘဝကိုဘဝပေါင်း900ဖြစ်တယ်အဲ့ဒါမှပြိတဲ့ဗိုက်ပြေအောင်စားတဲ့ဘဝဟာတဏှတ်သေးပဲပါတယ်ဗိုက်ပြေအောင်စားတဲ့အကျင့်ဟာတဘောကတစ်ချိန်နဲ့ပဲပါတယ်အဲ့ဒါတော့မုံမုံမြက်မြက်လာမေးတော့မဟုတ်ဘူးတဲ့မျိုးသမီးတယောက်မိဖွားထားတဲ့အညစ်ကြေးကိုစားခွင့်ရတာအဲ့ဒါဒီပင်သူ့ဘဝအတွက်မုံမြလာပြီလို့ဒီလိုထင်ရတာဘလူဘဝပြီးတော့ခွေးဘဝပြိတဲ့ဘဝ900ဖြစ်တယ်အဲ့ဒီခွေးဘဝ900မှာလဲတနတ်ပဲသူဝအောင်စားရတယ်အဲ့ဒီတနတ်ကလည်းသူများအန်ထားတဲ့အန်ဘတ်ကိုစားရတယ်ဘလောက်ကြောက်စရာကောင်းတယ်သူတော်ကောင်းနေစဉ်းစားဘာကြောင့်ဒီလိုဘဝနေရတယ်လဲဘာကြောင့်ဒီလိုဘဝဖြစ်ရတယ်လဲလို့မေးရင်အဖြေကအိတ်တာနဲ့မစ္စရိယပဲအိတ်တာဆိုတာကဗဟိတကိုအာရုံပြုတာကိုယ့်အိတ်ထဲသူများတာသွားမှကြောက်တာကိုတတ်တာတဲ့သူများပိုတတ်မှကြောက်တာကိုချမ်းသာတာတဲ့သူများပိုချမ်းသာမှကြောက်တာဒါအိတ်တာပဲအိတ်တာတရားဟာပြိတဲ့ကိုယ့်တဲ့နှိမ့်ကြတဲ့လူတွေများနေအိတ်တာကမဖြစ်ဘူးဘာဖြစ်လို့လဲ तू ကကိုယ့်တဲ့မตาနိုင်ဘူးဆိုအိတ်တာမဖြစ်ဘူးကိုယ့်တဲ့ตาမလူထင်လိုက်ရင် तू အိတ်တာကဖြစ်တာမေစရိယဆိုတာကဗိဓပဲအစ္ဆတကိုအောင်ပြီးကိုပြန်ကြည့်တာကိုပိုင်ထားတဲ့ပစ္စည်းသူများနဲ့မဆက်ဆက်စေချင်တာဒါမေစရိယပဲအဲ့ဒီတရားနှစ်ပါးဟာတဲ့မြတ်စွာဘုရားကလူတွေနတ်တွေမြမာတွေချမ်းသာခြင်းမှလည်းကနေမချမ်းသာတာဒီဒီတရားကြောင့်ဘဝမြင့်မြင့်မှလည်းကနေဘဝနှိမ့်ရတာဒီဒီတရားနှစ်ပါးကြောင့်ပဲအထက်တန်းရောက်ခြင်းမှလည်းကနေထက်တန်းမရောက်တာဒီဒီတရားနှစ်ပါးကြောင့်ပဲဘဝရှင်သန်ခြင်းမှလည်းကနေသေရတာဒီဒီတရားနှစ်ပါးကြောင့်ပဲအဲကြောင့်မာဇီဆရာတော်ကြီးကရေးသွားတယ်မာဇီဆရာတော်ကြီးရေးတယ်လို့ဦးဇင်းကတော့ထင်ပါတယ်ဦးဇင်းတို့မာဇီရေးတာကြီးထဲမှာရောက်တော့ဒီကြပြားလေးရဘူးထားလို့ပြောတာကာမဘုံစားနတ်လူများတို့ကောင်းစားပြေဝဘေးရန်ပလျက်အေးမြချမ်းသာနေလိုပါလဲအိတ်သာမစ္စေသူရှုပ်ပွေ၍ထင်တိုင်းမကြဆင်းရဲရ၏မာသီဆရာတော်ကြီးဘလောက်ကောင်းထားလဲကာမဘုံမှာနေကြတဲ့တတ္တဝါတွေလူတွေရောနတ်တွေရောအကုန်လုံးဟာချမ်းသာခြင်းမှလည်းကနေဆင်းရဲဘဝမြင့်ခြင်းမှလည်းကနေနေနေအထက်တန်းရောက်ခြင်းမှလည်းအောက်ပြန်ရောက်နေတယ်အဖြေကပါလေအိတ်တာမစ္စရိယကြောင့်လောကကတိတ်တာသူတော်ကောင်းတို့တွေဘဝနှိမ့်သွားတာတန္တရာဝတ္တဒုက္ခတော့တန္တရာကကျွတ်ချင်လွတ်ချင်လို့ဆိုပြီးသူယဟန်တော်ဝတ္တပဲအိတ်တာမစ္စရိယအာကြီးလိုက်တဲ့အခါပြိလိုက်တန္တရာကမကျွတ်ဖက်နဲ့အဝီဒီငရဲတော်ရောက်သွားတာအမြင့်မှန်နဲ့အထက်ရောက်တယ်
အဲ့ဒါကြောင့်မြတ်စွာဘုရားကချက်သားတို့တဲ့လောကတိတ်တာဘဝမြင့်ကျင်တော့လဲမမြင့်ရဘဲနဲ့အဲ့လိုဘဝတွေခံစားပြီးတော့မှဒီဘဝမှာလူယဟန္တာဖြစ်တယ်ယဟန္တာဖြစ်ခြင်းအကြောင်းကတော့အနှစ်2000တရားအထုတ်ပြီးတော့အနှစ်2000သီလစင်ကြယ်ခဲ့လို့သူဒီလိုဖြစ်ရတယ်ယဟန္တာဖြစ်ကြတယ်ပေါ့အခုလိုစင်စင်ရဲရဲနဲ့နေရတာဘာကြောင့်လဲဆိုတော့အဖြေကအိတ်တာမစ္စရိယတဲ့ကတ္တပမြတ်စွာဘုရားလက်ထက်ယဟန်တော်ဖြစ်စဉ်ကသီလဖြူစင်တော်လဲအိတ်တာမစ္စရိယတရားလွှမ်းမိုးသွားလို့အခုလိုဖြစ်ရတာဆိုတဲ့အကြောင်းပြန်ပြောပြပါတယ်ဗျာ